can လို့ပြောလို့ရှိရင်ကျွန်တော်အတိတ်ကိုသွားစဉ်းစားတာ can ဆိုတာ action ပဲအခုလုပ်နေရတယ်လဲပါတော့ can နေပဲပြစ္ဆုတ်ပံ can ဒီပြစ္ဆုတ်ပံ can ဆိုတာအရေးကြီးတယ်အဲ့တော့ကျွန်တော်တို့ can လို့ကြရင်ကိုစိတ်ကပဲရောက်သွားတာအတိတ်ကိုရောက်နေတာခုပြစ္ဆုတ်ပံမှာစကားပြောနေတာ can ပဲခုကျွန်တော်တို့ဒီမှာလားထိုင်တာလဲပါတော့ can နေလုပ်နေတာပဲcan လို့ကြလို့ရှိရင်အခုတရားတွေနားတယ်ပေါ့နော်လားထိုင်နေတယ်အခုကြားနေတာပေါ့နော်ပြောချင်တာကြားတော့လေစိတ်ကအလုံးလုံးတာပဲမနှောကန်နေပါလုံးတာအဲ့ဒါလည်းကံပဲလေဒီအခုတခုပြောလို့နားလဲသွားတာလည်းပါဟုတ်ကံပဲမနှောကန်လေစိတ်ထဲမှာနားလဲဒါပေမဲ့ကံလို့ကြရင်အခုပြစ္ဆုတ်ပံကံကိုမပေါ်ဘူးဖြစ်နေလို့ကံဆိုရင်ကျွန်တော်တို့ကအတိတ်ကံကိုပဲစိတ်ထဲမှာကစွဲနေတာပေါ့နော်အဲ့ဒါကစွဲပြောက်သွားတာပဲစွဲပြောက်သွားလို့ရှိရင်ကျွန်တော်တို့ပြဿနာတွေအားလုံးကမြတ်စွာဘုရားဒီစွဲလန်းမှုပြဿနာတွေကြောင့်ဖြစ်နေတာဒီစွဲလန်းမှုပြဿနာတွေချုပ်ငိမ့်သွားရင်ကံမဖြစ်တော့ကံမဖြစ်တာနဲ့နောက်ခန္ဓာတွေငြိမ့်သွားပြီပေါ့နော်ကံဆိုတဲ့မျိုးစေ့တတ္တိပေါ့နော်ဒီလိုလေးတွေပေါ့နောက်ခန္ဓာကိုဖြစ်စေတဲ့တတ္တိတွေကံမပစ္စယောတဲ့ပဋ္ဌာန်းမှာလဲပေါ့နော်ဟုတ်ပါပြီကံလည်းကောင်းပါစေဉာဏ်လည်းကောင်းပါစေ